သူတချင်းကိုခွင့်ပြုချက်မရှိယူဆိုပြီးလိုင်းပေါ်တင်နေတဲ့ဇမ်မင်းသားတလက်ကိုတဲပြောလာတဲ့အဆိုတော်ရွံ့မြတ်သူပရိသတ်တွေအလုံးရင်းနှီးပြီးသားဖြစ်တဲ့အဆိုတော်ရွံ့မြတ်သူဆိုတာကတော့နင်လန်းတွေးခဲ့ရင်ဆိုတဲ့နာမည်ကြီးတချင်းအပါအဝင်အခြားသောအောင်မြင်တဲ့ဒေသချင်းတော်တော်များများကိုတည်ဆိုထားတဲ့အတန်ပါရမီရှင်တူပါလက်ရှိမှာတော့သူမရဲ့အမှုပညာဖန်တီးမှုတစ်ခုနဲ့ပတ်သက်ပြီးဇမ်မင်းသားတလက်အပေါ်အတော်လေးကိုစိတ်ကူဒေါသထွက်နေရလို့သိရပါတယ်ပြဿနာရဲ့အဓိကအကြောင်းရင်းကတော့ရွံ့မြတ်သူရဲ့ official အနေနဲ့တရားဝင်အချောသက်ထွက်ရှိထားခြင်းမရှိသေးတဲ့တချင်းအသစ်တစ်ပုဒ်ကိုနာမည်ကြီးဇမ်မင်းသားတလက်ကကြိုတင်ခွင့်ပြုချက်တစုံတရာမတောင်းခံမီပွဲစဉ်ပေါ်မှာယူရောက်တင်ဆိုခဲ့လို့ပဲဖြစ်ပါတယ်။ဒါတင်မကသေးပဲအဲ့ဒီလိုတီဆိုဖြောပြနေတဲ့ဗီဒီယိုကိုပါလူမှုကွန်ရက်စာမျက်နှာပေါ်ကိုပေါ်ပေါ်တင်တင်လာတဲ့အတွက်ရွံ့မြတ်သူဘက်ကမခံစားနိုင်တော့ပဲအဆိုပါမင်းသားကိုအမှုပညာရှင်အချင်းချင်းထားရှိရမယ်ကျင့်ဝတ်လုံးဝမရှိသူအဖြစ်တိုက်ရိုက်တဲ့ပြောဆိုဝေဖန်လာခဲ့တာဖြစ်ပါတယ်။ကိုရိုင်းပင်မန်းခံစ조사ဖန်တီးထားတဲ့တချင်လေးကိုအလွယ်တကူယူသုံးခံရတဲ့ဖန်တီးရှင်တယောက်ရဲ့ခံစားချက်ကတော့တကယ်ကိုနားလည်ပြီးစရာပါ။ကဲဒီသတင်းလေးကိုဖတ်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးကရောရွံ့မြတ်သူဒီလိုတဲပြောလိုက်တဲ့ဇမ်မင်းသားဟာလက်ရှိနာမည်ကြီးနေတဲ့မင်းသားအောင်စဘူးလားစမ်းရည်မိုးလားဒါမှမဟုတ်တခြားဘယ်ဇမ်မင်းသားများဖြစ်မလဲဆိုတာကို comment မှာဝင်ရောက်ခန့်မှန်းပြီးတော့ပြောသွားကြပါဦးရှင်။